ရင်သားကင်ဆာဟာအမျိုးသမီးတွေမှာအဖြစ်အများဆုံးကင်ဆာရောဂါတစ်ခုဖြစ်ပေမယ့်စောစောစီးစီးသိရှိပြီးကုသမှုခံယူရင်ပျောက်ကဲနိုင်ခြင်းအလိုမြင့်မာတဲ့ရောဂါဖြစ်ပါတယ်။ရင်သားကင်ဆာနဲ့ပတ်သက်ပြီးသိထားတဲ့အချက်အလက်တွေကိုအောက်ပါအတိုင်းအနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်။၁သတိပြုရမည့်လက္ခဏာများရင်သားမှာပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတစ်ခုခုတွေ့ရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။အကျိတ်တွေ့ခြင်းရင်သားသို့မဟုတ်ချိုင်းအောင်မှာနာကျင်မှုမရှိတဲ့အကျိတ်ခဲလေးတွေစမ်းမိခြင်းပုံသဏ္ဍာန်ပြောင်းလဲခြင်းရင်သားအရွယ်အစားသို့မဟုတ်ပုံစံတိတိတတ်တာပြောင်းလဲလာခြင်းအရေးပြားပြောင်းလဲခြင်းရင်သားအရေးပြားချုံဝင်သွားခြင်းနှီးမြန်းလာခြင်းသို့မဟုတ်လိမ်မော်သည့်ခွန်လိုအပေါက်ပြောက်လေးများဖြစ်လာခြင်းနှုတ်သီးကောင်ပြောင်းလဲခြင်းနှုတ်သီးကောင်အတွင်းသို့ချုံဝင်သွားခြင်းသို့မဟုတ်နှုတ်သီးကောင်မှသွေးအရေးများထွက်ခြင်းနှင့်ဖြစ်နိုင်ခြေပိုများစေသည့်အချက်များဘယ်သူမှမဆိုဖြစ်နိုင်ပေမဲ့အောက်ပါအချက်တွေရှိရင်ပိုပြီးသတိထားရပါမယ်အသက်အရွယ်အသက်ကြီးလာလေဖြစ်နိုင်ခြေပိုများလေဖြစ်ပါနဲ့မျိုးရိုးမိသားစုထဲမှာရင်သားကင်ဆာဖြစ်ဖူးသူရှိခြင်းဟော်မုန်းရာသီစောလွန်စွာလာခြင်းတော့မဟုတ်သွေးစုံနှောက်ကြခြင်းလူနေမှုပုံစံအဝလွန်ခြင်းအရက်တောက်ခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၃ယောဂရှာဖွေခြင်းနဲ့စစ်ဆေးခြင်းယောဂကိုစောစောသိဖို့အတွက်အောက်ပါနီလန်းတွေကိုအသုံးပြုကြပါတယ်ကိုယ်တိုင်စမ်းသပ်ခြင်းတလတစ်ကြိမ်မိမိရင်သားကိုကိုယ်တိုင်မှန်ရှေ့မှာစမ်းသပ်စစ်ဆေးပါမမ်မိုဂရမ်ရိုက်ခြင်းအသက်40ကျော်လာပါကသို့မဟုတ်ဆရာဝန်ညွှန်ကြားချက်အရာဓာတ်မဲ့ရိုက်ပြီးစစ်ဆေးပါ biopsy အသားစာယူပြီးကင်ဆာဟုတ်မဟုတ်စစ်ဆေးခြင်း၄ကုသနည်းလမ်းများကင်ဆာအဆင့်နဲ့အမျိုးအစားပေါ်မူတည်ပြီးကုသမှုကွာခြားနိုင်ပါတယ်ခွဲစိတ်ကုသခြင်းအကျိတ်ကိုသာဖယ်ထုတ်ခြင်းသို့မဟုတ်ရင်သားတစ်ခုလုံးဖယ်ထုတ်ခြင်းဓာတ်ရောင်ပြင်ခြင်းကြန့်ရှိနေနိုင်တဲ့ကင်ဆာဆဲတွေကိုတတ်ရန်ဆေးသွင်းကုသခြင်းဆေးဝါးများဖြင့်ကင်ဆာဆဲတွေကိုတိုက်ဖျက်ခြင်းဟော်မုန်းကုသကင်ဆာဆဲတွေကြီးပွားမှုကိုဟော်မုန်းနဲ့ထိန်းချုပ်ခြင်းအရေးကြီးတဲ့အချက်ရင်သားမှာအကျိတ်တိုင်းဟာကင်ဆာမဟုတ်ပါဘူးဒါပေမဲ့တေချာစေဖို့အတွက်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်